ဆိုပြီးတော့ဂျန်ကယ်နဲ့ EA ဗီဒီယိုခိုင်းလုပ်ပေးပါမှာပါခိုင်းဗီဒီယိုကြည့်ကြရင်တော့ကျွန်တော်ဗီဒီယိုတွေကိုဝင်ကြည့်လို့ရပါတယ်ဒီနေ့မှာတော့ resolution ကိုခိုင်းလုပ်ပေးပါမှာဖြစ်ပါတယ်အရင်ဆုံး resolution ရဲ့ bus ရကြတော့ခုတ်ပြစ်ပဲရတာပါဒီတော့ပထမတစ်ချက်က damage ထွက်တော့မှဒုတိယတစ်ချက်က bus တိုက်ပါသေးတယ်နောက်ဆုံးတတိယချက်တွေကျ bus တွေတိတ်မလိုက်တော့ပါတိတ်မလိုက်တော့ဘူးပဲနဲ့ bus ကလုံးဝမလိုက်တော့ပါအဲ့တော့ resolution ကိုခိုင်းမယ်ဆိုရင်ခုတ်မယ်ပြစ်မယ်ခုတ်ပြစ်အဲ့လောက်ခိုင်းနိုင်ပြီဆိုရပါတယ်ခုတ်ပြစ်တဲ့နေရာမှာအရင်ဆုံးbeginner ဆိုရင်တော့ခုတ်ပြတဲ့နေရာမှာလူဘက်ကကိစ္စမရှိပေမဲ့ web တို့ပါအောင်လည်းတွေ့ရတဲ့အခါမှာနည်းနည်းလေးတိုင်ပတ်ပါတယ် web တို့ပါပါစာအသိခတ်ပါတယ်အဲဒီတော့ကြည့်ရှင်နေဆိုရင်တော့ training ကောင်းလေးလာ training ကောင်းလေးလာပြီးရတယ် AM board တစ်ခုချပြီးရတယ်အမှခုတ်ပြလေ့ကျင့်ပေါ့ခုတ်ပြလေ့ကျင့်ပြီးရတယ် class မှာ3ပွဲလောက်ထွေးပြီးရတယ်တော့ brand ကိုတွားဆန်းလို့ရပါပြီတော့ခုတ်ပြကိုရှင်ရအောင်ကျင့်ပါပြီးရင်တော့ဘက်ကိုပဲရအောင် train ပါဒီကကြတော့ vision ပေါ်မယ် vision ပေါ်ပြီးတော့သူပြစ်လို့ချင်း damage ကြည့်ပါပဲအဲဒီရှိနေတဲ့အချိန်မှာဆိုဘောထဲမှာ veil ဖြစ်နေပြီးတော့ကိုကတော်ထဲမှာဆိုရင်တော့တွားချလို့ရပါတယ်ဘာလို့ဆိုတော့အတွေ့အဲ့ဒီက movement ကြီးဆောင်းနေလို့ပါဆိုတော့သူကညာပြစ်တာဆိုတော့တိတ်ပြောစရာမလိုဘူးညာမပြစ်ပဲနဲ့တိုင်းပဲဖြီးလိုက်မယ်ဆိုရင်တော့ဒါပုံစံပြောရမယ်ပေါ့နော်ဒါပေမဲ့ခွမ်းကြတော့သူရီဆိုရှင်ရဲ့အဲ့လိုမျိုးပေါ့နော်ပုံစံခွင့်ကပြောလိုက်တာရီဆိုရှင်ရဲ့အလုပ်လုပ်ပုံနောက်တစ်ကြရီဆိုရှင်ရဲ့ပုံစံပဲပေါ့ပုံစံပဲပြောလိုက်တာဖြစ်ပြီးတော့အခုမှဂိမ်းလေးကလာမှာပဲဖြစ်ပါတယ်ဂိမ်းလေးအရင်ဆုံးအနေနဲ့ကျွန်တော်ရီဆိုရှင်ကိုင်တာနဲ့ blue bag ကိုရှင်းစားပါတယ် blue bag ကိုရှင်းစားရဲ့ရင်အကြောင်းအရာတော့ blue bag ကရီဆိုရှင်တော့ပို့ပြီးစားလို့လွယ်ပါတယ်ဒီမှာဆို fan ကလာရှုပ်တာတော့ဟဲကကူနေပြရမလို့ blue bag ကိုကျွန်တော်စက္ကန့်40နဲ့စားနိုင်ကြလိုက်ပါတယ်အမှန်တကယ်စက္ကန့်40ကျော်ပါတယ်ဒါတောင်ဟက်ကကူနေလို့ပါအမှန်တကယ်ဆိုစက္ကန့်40လောက်ဆိုပြီးတင်ပါပြီအခုဆို rubber ကိုရောက်ပါပြီအမှန်တကယ်ဆိုbrand ကလာကျွန်တော်မှဖြစ်ပေမဲ့ဒီပွဲမှာဘာလို့လာမကျွန်တော်မသိပါဘူးကျွန်တော်လည်းအဆင်ပြေဆိုပြီးတော့ rubber ကိုစားပြီးရတယ်ကျွန်တော်ဒီပတ်သေးလေးကိုလာစားပါတယ်ပတ်သေးလေးကိုတော့ fan ကလာကျွန်ပါတယ်ခုနကမကျွန်ပဲပြင်မဲ့အခုလာကျွန်ပါတယ်အဲ့လိုမျိုး fan ကိုကျွန်တဲ့အချိန်မှာသတိထားမှမျိုးကfan ကိုကျွန်နေဆိုရင်တိတ်တိုင်းကြီးများပါတယ် fan ကိုလာကျွန်ပြီးတော့အဲ့ fan ကိုဘက်ကတန်တာမှမဟုတ်ဘလင်းပါမဟုတ်ရင်တော့လောက stand လောက်ပါနေကွန်ပျူပါရင်တော့ဒီဆိုရှင်းတဲ့ပေါင်းတိုင်းတိပါတယ် fan ကိုတော့မျိုးကfan ကိုမဟုတ်တခြားဘလာဝေတို့ပါလို့ဆိုရင်တော့ပြတ်နိုင်ပါတယ်ဒီဆိုရှင်အာဒီ passive damage တော်တော်လေးကိုများနေတယ်မှာပါပါတယ်ဒီမှာဆိုကျွန်တော်မှားသွားတာ AD ကိုပေးပြီးတော့ဒူးလိုက်တာပါပဲ AD ကိုပေးပြီးဒူးလိုက်တော့တေးမလို့ပါဖြစ်သွားပါတယ်ကျွန်တော်တေးသွားတယ်ဗောနောက်ဆုံးကျထားလိုက်ပါတေးသွားတာထားလိုက်တော့သူ K ရောပြန်ရလိုက်တယ် K ရ2 K ပြန်ရလိုက်တယ် Hyper ရဲ့ Mastermind ရဲ့ဟိုကျွန်တော်ပေးလိုက်ရတဲ့ K ရ Hyper ပြီးပြီးတော့ Mastermind ရဲ့ Hyper ပြန်ရလဲဆိုတော့မဆိုးပါဘူးပြီးရရင်ကျွန်တော် Hyper တယောက်ဖြစ်တဲ့အတွက်ဒါတွေကိုသွားပါတယ်ဒါတွေကိုကျွန်တော်တိန်လေးစီးပြီးသွားလိုက်တာဖြစ်ပြီးတော့တိန်လေးရဲ့ဝေးမှာတော့ကျွန်တော် fan ကိုလေးရောရှိပါတယ်တော့free ကိုစားလိုက်တာဘာလို့စားလိုက်တယ်လဲဆိုတော့ဒီ free ရဲ့ကိုကမေးရှိကိုပဲပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကွာတာပါကိုရှင်းမကွာရုံတက်ပဲဟိုဘက်ကကိုမတရုံတက်ပဲစားပေးလိုက်ဖြစ်ပါကျွန်တော်ရဲ့ဥစ္စာဘာမှမလိုအပ်ပါဘူးဒီမှာဆိုပြင်40ကျော်ပြီမယ်နည်းနည်းရွှေ့ရတော်တော်လေးကိုခန့်နေပါတယ် translate ကတည်ထားလို့လားမသိပါဘူးတော်တော်လေးကိုရွှေ့ရခန့်နေresolution အလိုလိုပုံပြောပြခဲ့သလိုပဲ resolution ရဲ့ area ဆိုင်းမြန်ပါရဲ့ movement ရာတော်ရွံ့မြန်ပါရဲ့အဲ့ဒါကြောင့်မို့ဘယ်တဲ့ပေါ်လင်းမှဖြစ်နေတော့အောက်လင်းကနေဆိုင်လို့လာဆိုင်လို့ရတဲ့အနေအထားရှိပါတယ်တော်တော်လေးကိုresolution ရဲ့ area မိတ်ကတော်တော်လေးကိုညံနေတဲ့မှာပါတယ်ပေါ့နော်နောက်ပြီးတော့2ကလည်း scale damage ထွက်ပါ resolution လို့မျိုးက farming core ဒီလက်ထဲရောက်သွားရင်တော့ team နဲ့တင်းမြပဲအောက်လင်းမှာလည်း MD တော်တော်များများရောက်နေပြီဆိုတော့ resolution ကအောက်လင်းကိုဆင်းပြီးတော့ပဲ hacker နဲ့ပေါင်းပြီးတော့ alpha ကိုကြီးလိုက်တယ်ပေါ့ alpha ကိုကြီးရမယ့်နေရာမှာတခြားကောင်ကိုရမယ်ဆိုတော့တန့်ပါတယ် alpha တော့ဆင်ပြေပါတယ်အဲ့တော့ဒီဖြစ်တာမရှိတော့ဘူးဒီမှာဆို fan ကတော့ရလာရဲ့အချိန်မှာ resolution ကတကယ် damage ကိုရှိုးလိုက်ပါဒါhacker ကမလိုပါဘူး hacker damage မလိုပါဘူးတောင်3မိနစ်ကျော်လေးမှာ resolution damage အဲ့လောက်ထွက်တယ်ဆိုတာတော်တော်လေးကိုကျွန်တော်မဖမ်းနိုင်တော့အဲ့လောက်ထွက်ပါတယ်ဒါမှမဟုတ်ကျွန်တော်ဖတ်ကြော်လိုက်ပါတယ်ဖတ်ကြော်ရဲ့အကြောင်းအရာကျွန်တော် level လဲတာနေပြီနောက်တော့ကျတော့ဟိုကျွန်တော်ဘက်ကတည်းလည်းရှိရမလို့ဖတ်ကြော်လိုက်ပါတယ်ကျွန်တော်ဘာမရပါမယ်မေးရကျွန်တော်ဘက်ကမေးရရသွားတဲ့အတွက်စင်ပြေပါတယ်အဲ့လောက်ကြီးတဲ့ပြဿနာမရှိဘူးပေါ့နော်မေးရပါဆိုတာစင်ပြေပါတယ်
ဆိုတော့ပြောခဲ့သလိုပဲဒီလိုရှင်းကိုင်းမယ်ဆိုဖန်ရပါပဲဖန်ရတော့ကျွန်တော် training ထဲမှာဝင်ပြီး fan ပြီးတော့လေ့ကျင့်တာပိုကောင်းပေမဲ့အခုလိုမျိုးတိုင်ပတ်နေမယ်ဆိုတော့တိတ်အဆင်ပြေမှာမဟုတ် fan တဲ့နေရာမှာမျိုးစံ fan တက်ဖို့ရဲ့ process ကိုတိကျဆုံးတဲ့တော့အဆင်ပြေပါပြီအခုလိုမျိုးမထင်ဆိုပတ်ကျွန်တော်ဘာခွန်လဲဆိုတော့ NB hyper level နေနေနောက်တော့ ND ကိုနေနေနောက်တော့ကိုရကိုတာတယ်နောက်တော့ကို level မြင့်နေပေါ့ဒီလိုဆိုရွေးနေ stem ရလဲတော်တော်လေးကိုများနေပြီဖြစ်နေပါပြီဒီနေ့ကပုံမှန်ဆိုစီလောင်းလိုကောင်မျိုး600တော်တော်ဖတ်ပေမဲ့เนาะစီလောင်းကမူမှန်လေရှိဗီဇာသူ့အနေနဲ့သူညံဗီဇာအဲ့လိုမျိုးကောင်မျိုး600ဖတ်ပေမဲ့ရွေးနဲ့ဖြောက်သွားဆောင်းရမြင်ပါတယ်ဒီမှာဆိုလည်းဘာဝင်တက်ပေမဲ့လည်းမရလိုက်ပါဘူးဒီမျိုးခမျိုးကြီးမှာရှိဆိုချင်းဟိုဟာအဲ့လိုမျိုး dash လုပ်ဖို့ပဲတုံးလာကောင်းရင်တည်ရမှာအဲ့လိုမျိုးဝင်ပြီးတော့ spare ပေးဖို့စိတ်အဆင်မပြေဘူးနော် damage လည်းနေဟိုသူက damage အဲ့လိုမျိုး dash လောက်ပဲတုံးတယ်ဒီဆိုရင်ကန်ကြလို့ရှင်တင်လိုက်ဒီပဲလိုက်ဆိုင်နေရတဲ့အဲ့လိုမျိုးတကူကြီးတကူတွေနဲ့ဖြည့်ရှင်းရတဲ့အဲ့လိုမျိုးပဲလေးတွေရှိတယ်ဒီမှာဆို enemy mass မှာdamage လည်းများနေ level လည်းတာနေဆိုဆိုလိုကြီးပဲ easy တွေရပါတယ်အမှန်တကယ်ဆိုအဲ့စောင်းလွယ်တည်မလားဒီမှာဆိုလည်း F လေးကအမျှပေါ့နော်တည်ရမလားဘာမှမဟုတ်ဘဲနဲ့ F ကပါကေးပြီးလိုက်ရအမှန်တကယ်အဲ့လိုမျိုးကျွန်းလာတဲ့ကိုအတင်းကနှိမ့်နေရခုနှင်းနေရဆို easy တွေပဲတူတူတိတ်တိတ်ဖမ်းတာပဲအကောင်းဆုံးပဲအဲ့လိုမျိုးဝင်ကြုံလို့ရှိရင်စောင်းသိဘူးညာဟိုဘက်က MD ကဘယ်လောက်ဒီဘလိုနေရာမျိုး position တွေဘလိုရနေမှမသိအဲ့လိုမျိုး MD ရဲ့ skill ကိုလည်းမသိဘူးသူရဲ့ skill တောင်းတဲ့ပုံစံသူ့ရဲ့ပုံစံနေထားတယ်မသိဆိုတော့ထောင်းရင်အဆင်မပြေဘူးတောက်တဲ့ဆိုတာ user ရှင်းအတွက်ကခုတ်ပြနိုင်မယ်ဆို9မိနစ်လောက်နဲ့ EC 9မိနစ်လောက်ဖြစ်တတ်တယ်50စက္ကန့်လောက်နဲ့ ECB ရဲ့အရာမျိုးပါအဲ့ဒါဆို F1 တေခံပြီးသွားတဲ့အတွက် EC ပါပဲဒီမှာဆို wifi ပေါက်လိုက်တာမှားတော့ပါတယ် wifi မပေါက်တဲ့အကြောင်းရင်းက MD blue bug ကိုယူဖို့ပါပဲတကယ်လို့ blue bug ကို wifi မပေါက်ဘဲနဲ့ရခဲ့ရင်တော့ wifi ပါတော့ရာခိုင်နှုန်းများမှာမဟုတ်ပါဘူးဒီမှာဆို blue bug ကိုရခဲ့ပေမဲ့ရာခိုင်နှုန်းနည်းပါတယ် MD ဝင်ချင်တော့လုံးဝရနိုင်သေးအကြောင်းမရှိပါဘူးအဲဒါမို့ blue bug ကိုသွားပေါက်ချင်တယ် MD ကလည်းတာတယ်ဘီနာမှာမရှိဘူးဆိုရင်ဟိုဘက်ကအဲ့လိုမျိုးနေချားမျိုးမှာဆိုရင်တော့ video မတုံးလိုက်တာပဲကောင်းပါတယ်ဒီမှာဆို9ယောက်ကြာရဲဆိုတော့သိပါတယ် session နဲ့ဆန်းနေမတူပါရေတက်လင်းလို့မျိုးဟီရိုမျိုးက passion မှာတိတ်ပြီးတော့ကူရောင်းထဲမှာအဲ့လိုမျိုးဆော့လို့ကောင်းမဲ့ဟီရိုမျိုးဖြစ်ပြီးတော့ဆန်းလို့မျိုးဟီရိုမျိုးကဘာမပပဲနဲ့ UC နဲ့ဆော့မယ်ဆိုရင်တော့အဆင်ပြေနေတဲ့ဟီရိုမျိုးဖြစ်ပါတယ်ဆန်းလို့မျိုးဟီရိုက level မှတ်ပြီးတော့အဲ့လိုမျိုးပေါ့နော်item ကြီးစုံဝိုင်းဆိုအဆင်ပြေပြီကွာသိရမလားအခုဒီဆိုရှင်းရကြအဆင်မပြေဘူး item ဆိုရင်တော့ကူရောင်းနေဖို့ရယ် test များသုံးနိုင်ဖို့ရယ်အဲ့လိုမျိုးအဲ့ဒီမြန်ပွင့်ဖို့ရယ်ထွက်ကြောင်ပဲကွာတည်ရမလားအဲ့လိုမျိုးလိုက်သုံးနေရပါတော့အဲ့တစ်ချက်တော့ရှိပါဒီဆိုရှင်းကလို့ရှိရင်တော့အဲ့တစ်ချက်နှစ်ချက်အဲ့လောက်ပဲရှိတယ်movement မြန်လေးစော့တတ်ဖို့ရယ်နောက်တစ်ကြတော့ဘက်ဆိုင်နေရာမှာကောင်းလေးအဲ့လိုမျိုးခုတ်ပြမှန်ဖို့ရယ်နောက်တစ်ကြလို့ရှိရင်ပေါ့နော်အဲ့လိုမျိုး test လေးကောင်းသုံးတတ်ဖို့အဲ့ဒီကောင်းသုံးတတ်ဖို့ကောင်းဖန်တတ်ဖို့ကောင်းအဲ့လိုမျိုး item လေး set တတ်ဖို့item ကောင်းမကောင်းရင်တော့အဆင်ပြေပါ global 1 item ရှောက်ယူ set လိုက်ဒါမှမဟုတ်copy ရတယ်မဟုတ်ပါဘူး global number 1 item ဖြစ်2ပဲဖြစ်ယူ set လိုက်မှာဆိုစီလောင်းလိုက်လာဒီမှာမှန်တကယ်ဆို desk ကပွင့်နေပြီ desk ကိုနှိမ့်မိရ desk နှိမ့်ပြီးရင်တာဝါနီးရွားရောက်လို့ရှိရင်ကြတယ်စီလောင်းကလည်း movement မြန်လာလဲပါပါတယ်တော်တော်ကြီးကို movement ရမြန်လာပါမှန်တကယ်ဆိုရင်ဒီ view က highlight တွေအများကြီးနဲ့ highlight တွေအများကြီးပေါ့နော် quality အများကြီးကောင်းတဲ့ battery တွေရယ် quality ကောင်းတဲ့ highlight တွေရယ်ပါလာမှဖြစ်တဲ့အတွက်ဖြစ်ပါရဲ့ပေါ့နော်။ကြောင်းမှမသိပဲနဲ့ quality မကောင်းနိုင်ပဲထွက်လာအောင်လို့မသိရပါဘူး။ record တွေထဲမှာလည်းရှာကြည့်ရတော့မတွေ့ရပဲနဲ့ဒီ record ကလည်းလွန်ခဲ့တဲ့3-4ပတ်လောက်ထဲက record ဖြစ်ပါရဲ့။အဲဒါကြောင့်မို့ပဲ record ပြန်ရှာရချိန်မှာလည်းတော်တော်လေးကိုခက်ခဲဝါမလို့ highlight တွေကိုသိပြီးတော့မဖော်ပြလိုက်ရတဲ့တောင်းပါပါ။နောက် video မှာဆောင်းရကောင်းတဲ့ highlight တွေဆောင်းရ quality ကောင်းတဲ့ video တွေပဲလာပါတော့မယ်။ဒီ video လေးကထပ်လာပါပဲ။